ဒီကိုတို့အားလုံးပဲမင်္ဂလာပါ Liverpool show မြန်မာနေပြီးကြိုဆိုပါရစေကျွန်တော်ဒီနေ့ဒီကိုတို့ sharing လုပ်ပေးသွားမယ့်အကြောင်းအရာတော့ဒီ Arne Slot Liverpool Man City ပွဲကြိုသတင်းစာရှင်းလင်းပွဲထဲကစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာသတင်းစာရှင်းလင်းပွဲလုပ်တော့ကျွန်တော်အသစ်ခေါ်ယူထားတဲ့ Liverpool အသစ်ခေါ်တဲ့ Jeremy Jacket နဲ့ Florian Wirtz ကိုဒီကထားပြီးတော့ချီးကျူးသွားတယ် Jeremy Jacket ကကျွန်တော်တို့ဒီ Liverpool ရောက်လာခြင်းဒီ Liverpool အသင်းအတွက်အရန်ကောင်းတယ်အခုလက်ရှိအတွက်ကောအနာဂတ်အတွက်ပါအသုံးဝင်တယ် Jeremy Jacket ကိုလိုချင်တဲ့အသင်းတွေဒီ Liverpool အသင်းနဲ့မဟုတ်ဘူးတခြားအသင်းတွေလည်းအများကြီးပါတယ် Liverpool ကဒီကစားသမားလေးကိုအရာခေါ်ယူလိုက်တာကိုသူဝမ်းတာလို့ပြောသွားခဲ့တယ်ပြီးရင် Florian Wirtz အကြောင်းကိုသူ Bundesliga ကနေပြီးတော့ Premier League ဆက်ရောက်ခြင်းတော့ဒီ off the ball movement တွေမှာ Premier League နဲ့အထိုင်မကျခြင်းအကြောင်းတွေကတစ်ခုဖြစ်တဲ့ဟာ off the ball movement တွေဗျာကျွန်တော် off the ball movement တွေမှာ Florian Wirtz က Liverpool တင်ဆော့ခြင်းတဲ့ပုံစံနဲ့အသားမကျဘူး Premier League intensity နဲ့အသားကျခြင်းရှိမနေဘူး Wirtz ရဲ့ off the ball movement တွေကအခုဆိုလို့ရှိရင်အရန်ကောင်းလာပြီလို့ချီးကျူးပြောဆိုသွားပါတယ်။အဲရတဲ့နဲ့ပတ်သက်ပြီးတော့Joe Gomez နဲ့ Frame Pound တို့အကြောင်းလည်း Arne Slot ပြောသွားခဲ့တယ်။ Frame Pound တော့အခုထိမတက်တာသေးဘူး။ City နဲ့ပွဲမှာပါနိုင်မှာမဟုတ်သေးဘူး။ပြန်လဲထူထောင်မှုစူးစမ်းနေတယ်။ Gomez ဒီလာမယ့် Man City ပွဲစနေနေ့pre-training မှာ Gomez ကပါဖို့မျှော်လင့်ထားတယ်။သင်းနောက်တန်းမှာကစားသမားတွေကလည်းနဲလိုက်ဖြစ်တဲ့အတွက် Gomez ကိုပါမှုမျှော်လင့်နေဆိုပြီးတော့ကျွန်တော်တို့ပြောသွားပါတယ်။ဒါတော့နောက်ဆုံးရထားတဲ့ဒီ Liverpool အသင်းကစားသမားတွေအတန်းအရာအခြေအနေဖြစ်ပါတယ်။ပြီးရင်ဒီလာမယ့် Man City ပွဲကိုယုံကြည်မှုရှိကြောင်းကိုလည်းပြောသွားပါတယ် Man City နဲ့ပထမအကြော့ပွဲစဉ်ကကျွန်တော်တို့ဒီအမှားတွေအများကြီးလုပ်ခဲ့တယ်အဲ့တော့ကိုပြတ်ရှုံးနေခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိဒီကျွန်တော်တို့ Anfield မှာကစားမယ်အိမ်ဝင်ပရိသတ်ရဲ့အရှိမှာကစားမယ်အဲ့တော့အရှိရလက်နဲ့မတူတဲ့ရလက်တစ်မျိုးကိုကောင်းလဲအောင်သူလုပ်ပြခြင်းတယ်ဆိုပြီးပြောသွားတယ်ဒါပေမဲ့ Man City ဒီကြားထဲမှာ Newcastle နဲ့လူမစုံသည့်တိုင်အောင် Man City လူမစုံသည့်တိုင်အောင် Newcastle ကိုပြတ်ချီပြတ်အနိုင်ကစားရတော့ကျွန်တော်တို့သတိထားမယ်ဆိုပြီးတော့ Arne Slot က Man City နဲ့ပွဲကိုနိုင်မယ်ဆိုပြီးတော့မျှော်လင့်ထားရဲဆိုတဲ့အကြောင်းကိုလည်းသူပြောကြားသွားခဲ့ပါတယ်။ဒီနောက်ဆုံးအနေနဲ့ဒီ Curtis Jones နဲ့ပတ်သက်တဲ့ update လေးကိုလည်းသတင်းစာရှင်းလင်းပွဲမှာ Arne Slot ပေးသွားခဲ့တယ်။ဒီ midfield မှာ Liverpool midfield မှာဒန်ရကစားသမားတွေနေပါနေတဲ့အတွက်ကြောင့်မို့လို့ Curtis Jones ရဲ့အမြဲပွဲထွက်ခွင့်တနေရာကအခက်အခဲဖြစ်နေခဲ့ဒါပေမဲ့ Jones စီကျွန်တော်တို့ Liverpool အသင်းရဲ့အရန်ကိုအရေးပါတဲ့ကစားသမားဖြစ်နေသေးပဲအခုလက်ရှိအနေအထားအရဒီ Liverpool အသင်းရဲ့အကြီးပိုင်းနေနဲ့ Jones နဲ့စာချုပ်တက်တန်းစာချုပ်ကိစ္စကိုဆွေးနွေးနေကြပါတယ်ဆိုပြီးတော့ Jones ရဲ့ update ကိုပေးသွားခဲ့ပါတယ်ကျွန်တော်အရင်ကထင်တာအဒန်ဝါတန်နဲ့သတင်းထွက်တော့ Jones ကိုများရောင်းမလားပေါ့နော်အဲ့လိုထင်ခဲ့ပေမဲ့အခုပြန်ထွက်လာတဲ့သတင်းတွေအရဆိုလို့ရှိရင် Jones မဟုတ်ဘဲနဲ့မာကာလေးဖြစ်ဖို့များသွား Jones ကိုစာချုပ်စကားပြောနေတဲ့ပုံအရဆိုလို့ရှိရင်တော့မာကာကို Liverpool ဈေးကောင်းရလို့ရှိရင်နောက်ရသည်မှာရောင်းနိုင်ခြင်းများရှိမလားဆိုပြီးတော့တွေးမိတယ်ဒီချက်လက်လေးတွေကတော့ကျွန်တော်ကဒီ Liverpool Arne Slot လုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွေတဲကတချို့စိတ်ဝင်စားဖို့ကောင်းမယ်ထင်တဲ့အချက်လက်တွေကိုညီကိုတို့ sharing လုပ်ပေးထားရဖြစ်ပါတယ်သတင်းစာရှင်းလင်းပွဲအကြောင်းအပြည့်စုံဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ Liverpool show မြန်မာ Facebook page မှာကျွန်တော်တင်ထားပေးပါရခင်ဗျာ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။